ဆက်စမိုင်းတော့ခိုးနေတာသူကမိုင်းတော့ကြကြနဲ့အောက်မှာခင်းနေခင်းပြီးမှကြည့်သေးတယ်သူလှလှလေးဆက်စမိုင်းကလှလှလေးမှယူတာအမထက်ချောင်းနဲ့ကြည့်မှာတက်ခိုး အားလုံးမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒါအတွင်းခံတွေပဲတီးတန့်ခိုးတဲ့တခိုးရဲ့အကြောင်းပေါ့နော်ဒီတခိုးကဒီအတွင်းခံပဲတီးတန့်ခိုးတဲ့ကျန်တဲ့ဥစ္စာမခိုးဘာဖြစ်လို့လဲတော့မသိဘူးပေါ့နော်ဒီအကြောင်းအရာလေးကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုလို့ရှိရင်လည်းဒါလိုင်းသားရမှာအမျိုးသမီးတယောက်ပေါ့နော်ဒါကလေးငယ်လေးနဲ့တူပစ္စည်းတွေခိုးလို့အခုဆိုလို့ရှိရင်သူဆိုရှင်အလူငွေတိန်းကိုရှာချပြီးတော့ရပြီးတော့ online ပေါ်မှာလည်းလူသိများပါပြီပေါ့နော်ဒါပေမဲ့အခုတွင်းကန်ခိုးတဲ့တကူကလည်းဘာရွယ်ချက်နေတယ်ဟိုဒီအတွင်းကန်လေးကိုသူမတမအိုင်းနီလန်းနဲ့ပြန်သုံးဖို့လားဒါမှမဟုတ်အတွင်းကန်ရောင်းတဲ့ဈေးကွက်ရှိလို့လားဒါမှမဟုတ်လှိုင်းသားရအန်တီလိုပဲသူလည်းအလူငွေလေးများရမလားဆိုတော့အစီအစဉ်နဲ့အဲ့လိုခိုးတာလားတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်သူဒီတွင်းကန်တွေကိုခိုးပြီးတော့ဘယ်လိုမျိုးခိုးတယ်ဘယ်လိုလုပ်တယ်ဆိုတာလေးကျွန်တော်တို့လိုက်ကြည့်ကြအောင်နော်ဒီငါဖုန်းကတေးနေမှာကြည့်မှာတခုဖုန်းပြောရအောင်ဟန်ဆောင်ပြီးတော့မှဖုန်းပြောရအောင်ဟန်ဆောင်ပြီးတော့မှငါတို့ရဲ့ဝန်ထမ်းကောင်မလေးတွေရဲ့ဒီဆက်စမိုင်းတောင်ခိုးတာမကြည့်ကြတခုလောက်တော့ရုံမာတဲ့ကောင်ကြည့်မကြည့်ခိုးတာနော်ငါတို့ဒီမှာလက်တွေ့ခိုးခံလိုက်ရတယ်ပေါ့နော်ငါတို့ဆိုင်မှာအထည်လမ်းတာပေါ့ညဘက်ဆိုလို့ရှိရင်ငါတို့အဝတ်လျှော်ပြီးတော့မှငါတို့ဆိုင်ကဝန်ထမ်းကောင်မလေးရအထည်လေးအင်ကြီးလေးပေါ့သူတို့ဝတ်တွေသူတို့လျှော်ပြီးတော့မှလမ်းတာအဲ့မှာဆက်စမိုင်းတာတခုနာဘူးဒီကောင်ဘလောက်တောင်နာဘူးကြတယ်ငါကလေ CCTV နဲ့ဒီမှာ record လုပ်ထားတယ်သူ့ကိုငါတင်အောင်မှာသူ့ရဲ့ပုံစံလည်းငါတို့မြင်ပြီးသွားပြီဒီမှာနော် CCTV record နဲ့ဟိုငါစိတ်ထားတာမှာတခုဒီငါဖုန်းကတေးနေမှာကြည့်မှာတခုပုံပြောရအောင်ဟန်ဆောင်ပြီးတော့မှငါတို့ရဲ့ဝန်ထမ်းကောင်မလေးတွေရဲ့ဒီဆက်စမိုင်းတောင်ခိုးတာမကြည့်တခုလောက်တော့ရုံမာနေကောင်ကြည့်မကြည့်ခိုးတာနော်အဲ့ဒါဆက်စမိုင်းတောင်ခိုးနေတာသူကငါတို့စကားထဲမှာပဲမြင်ဘူးလေဒီလိုကောင်မျိုးရုပ်ရည်ရလေတိလာဒီ CCTV ထဲမှာမလို့အဲ့တောင်တော့ရှိမှာနော်ရုပ်ရည်ရအဲ့လောက်လည်းမစိုးဘူးဆိုတော့ရှိလို့လားမသိဘူးအဲ့တူအဆက်ဆက်မိုင်းတော့ကြကြနဲ့အောက်မှာခင်းနေခင်းပြီးမှကြည့်သေးတယ်လှလှလေးဆက်စမိုင်းလှလှလေးမှယူတာအမထက်ချောင်းနဲ့ကြည့်မှာတက်ခိုးနော်အဲ့ငါစကားထဲမှာပဲမြင်ဘူးလေဒီလိုနားပဲခိုးတယ်စကားထဲမှာပဲငါအခုမှအပြင်မှာငါတို့ဟို CCTV မှာမြင်ရတယ်ငါတို့ကကြတော့ဘယ်လိုလဲဆိုတော့ပြောပြငါတို့ကကြတော့ဒီကဝန်ထမ်းကောင်မလေးကတနေ့ကျတော့သူဆက်စမိုင်းလာပြောက်တယ်တဲ့ငါဆက်စမိုင်းလာပြောက်တယ်ဘယ်သူယူသွားလဲမသိဘူးလေဖေရောက်နေလဲမသိဘူးအချင်းချင်းကဆက်သမိုင်းတာတရက်ပြောက်လိုက်ဆိုအချင်းချင်းကတယောက်နဲ့တယောက်ကိုမယုံသင်္ကာနေဖြစ်ကုန်တာအဲ့ဆိုလို့ရှိရင်ငါ CCTV ကြည့်ပေးမယ်ဆိုတော့မှတခိုးကတရက်ခန်းဒီမှာစိုက်မှာဝန်ထမ်းကလေးရဆက်သမိုင်းတာပြောက်တယ်ဆိုပြီးတော့မှတယောက်နဲ့တယောက်မသင်္ကာလေးဖြစ်တော့မှငါတို့ CCTV ကိုစစ်ကြည့်လိုက်တော့မှတခိုးကဒီမှာတရက်ခန်းဒီမှာအဲ့ကောင်မကြည့်ဘယ်နဲ့ထဲလဲလက်ရှိနေမယ်တော့တုံးတယ်မှာဆက်သမိုင်းတာရောငါတို့တခိုးခံရလို့ဒေါသထွက်တဲ့ခံစားချက်ကိုငါတို့နားလဲရကွာတိလားဒါမျိုးတခိုးတွေကြတော့အဲ့ဒါမျိုးမှာရိုက်နှက်တင်တာလို့ခေါ်တယ်တိလားဒီလိုမျိုးတခိုးတွေကိုမှရိုက်နှက်တင်တာကွာတိလားမကြည့်နော်ဒါသူခိုးတာဒါနှစ်ကြိမ်ရှိပြီနော်သူလည်းနှာဘူးတခိုးဖြစ်ရမယ်နော်ဒါနှာဘူးတခိုးဘယ်လောက်တောင်စိုက်ကိုဖြစ်ပြီးတော့ဘယ်လောက်တောင်မှမှုန်နေတဲ့ကောင်လေးတော့မသိပါဘူးဗျာမကြည့်အဲ့ကောင်ကလမ်းမတော်မှာနေတဲ့ကောင်လမ်းမတော်မှာနေတဲ့ဒီကောင်ကလေလမ်းမတော်ပဲအဆောင်မှာနေတဲ့ကောင်ရုပ်ပါပဲဒီကောင်ကအခြေတကြအင်ရှိမရှိလို့တော့မဟုတ်ဘူးနော်ဒီမှာထပ်ခိုးရမယ်အဲ့ဒါခဏ3တယ်နော်အိတ်ထဲထည့်လိုက်တယ်3တယ်အဲ့မှာထပ်မတွေ့တော့အဲ့မှာကြည့်သွားပြောမှထုတ်တယ်မှဆက်စမိုင်းနာလေးကိုထုတ်တယ်ရှူကြည့်လိုက်သေးတယ်နော်ရှူကြည့်လိုက်တယ်ရှူပြီးပြန်ထားလိုက်သေးတယ်တစ်ထည်ကိုရှူပြီးတော့မှတစ်ထည်ကိုငါတို့ဆိုင်ကိုပြန်ထည့်လိုက်တယ်အဲ့ဒါကိုငါတို့ကနော်ဒီလိုဆက်စမိုင်းနာလေးခိုးလာပါညာဆိုလို့ရှိရင်ဇကားထဲမှာနာဘူးတခိုးလိုပါလို့ဒါတော့မှသိမကြည့်ဘူးပါဘူးကြားဘူးလေများကလည်းဆက်စမိုင်းနာခိုးတယ်ငါတို့မှလက်တွေ့ကြုံရတာကွာတိလားဒီဆက်စမိုင်းနာလှမ်းတာကိုသူဘယ်လိုမြင်လဲတော့ငါတို့စဉ်းစားလို့မရဘူး။ဘယ်အချိန်ဘယ်လိုလာကြည့်ပြီးဘယ်လိုမြင်သွားလဲတော့ငါတို့မသိ။ငါတို့ကကျတော့ဆိုင်မှာဝန်ထမ်းကလေးကိုထားတယ်ဆိုင်မှာညအိတ်ထားတယ်ပေါ့နော်။တနေ့ကသူတို့ကဆက်စမိုင်းနာပြောက်လို့အဲ့လိုမျိုးပြဿနာတွေအဲ့တယောက်နဲ့တယောက်မတင်ကြပြောမမ CCTV ကြည့်ပေးပါဆိုငါတို့ CCTV ကြည့်လိုက်တဲ့အချိန်မှာတရက်ခန်းတီးကောင်အဲ့ဒါတရက်သေးခိုးတာမဟုတ်ဘူးနော်ဒါပထမရက်မြင်တဲ့ဥစ္စာနော်ပထမရက်မြင်တဲ့ဥစ္စာဒီဆက်စမိုင်းနာကိုသူတရက်သေးခိုးတာမဟုတ်ဘူးနောက်ထပ်အဆက်လာမယ်နော်နောက်နေ့ခိုးတာပြီးတော့မှသူငါတို့ဆိုင်မှာဘယ်လိုလုပ်သွားလဲဘယ်လိုရုံမှာပြီးတော့မှဘယ်လိုနော်မကြောက်ဝင်မနာတာပြောရမယ်ဆိုလို့ရှိရင်သူကသူ့ရဲ့မနေနိုင်မထိုင်နိုင်တဲ့စိတ်နဲ့သူဘယ်လိုလုပ်သွားလဲငါတို့ဆိုင်ရှိမှာဘယ်လိုလုပ်သွားလဲဆိုတာလေငါတို့ဗီဒီယိုလေးရိုက်ပြပေးမယ်ဗီဒီယိုဒီ CCTV record ရှိတယ်ပေါ့နော် CCTV record နဲ့တင်ပေးမယ်သူ့ရုပ်လည်းတင်ပေးမယ်အဲ့ကောင်ကလမ်းမတော်ပါပေါ့နော်လမ်းမတော်ကဆက်စမိုင်းနာခိုးတဲ့တခိုးငါတို့ကရက်ွက်လူကြီးကိုတိုင်ထားမယ်ရက်ွက်လူကြီးကလည်းသူကလည်းရက်ွက်လူကြီးတော့ဘာမှလုပ်လို့မရဘူးနော်ဘာမှလုပ်လို့မရဘူးရက်ွက်လူကြီးကကြာတော့ဒီကတို့လိုက်ရှာမဖမ်းပေးဘူးလေအေးငါတွေ့လို့ရှိရင်ပြောလိုက်မယ်ပါညာပေါ့ဒါတော့ပဲရှိရပေါ့နော်အဲ့ဒီတခိုးကဘယ်လောက်တောင်ရဲတင်းလဲဆိုငါတို့ဆိုင်ကိုချောင်းတာသူကငါတို့ဆိုင်သူဘယ်လောက်တောင်မှ information ဘယ်လောက်တောင်ဘယ်လိုလေ့လာထားလဲမသိဘူးဒီတခိုးကတော်တော်ရဲချင်းပြီးတော့မှအောက်တန်းကြတဲ့နှာဘူးတခိုးငါလည်းငါဘဝမှာဒီလိုအောက်တန်းကြတဲ့တခိုးမျိုးဒီတစ်ခါပဲကြုံဘူးတယ်
ဗီဒီယိုဖိုင်ကြည့်ချင်လို့ရှိရင်တင်ပေးမယ်အောက်မှာမှတ်ထားလိုက် comment မှတ်ထားလိုက်ဗီဒီယိုဖိုင်ကြည့်ချင်တဲ့သူတွေတင်ပေးမယ်ခါလေးကြတယ်ဟို TikTok ကဘန်နာတွေပါတယ်ရှိရောလေအဲ့တော့ဒီဗီဒီယိုတွေ့လို့ရှိရင်လည်းဝိုင်းပြီးတော့ share ပေးကြအောင် copy link လေးနှိပ်ပြတော့ဒီတစ်ခုက ကြည့်နေသူရှိတယ် အရင်ရေးနေ မှ တယ် တ်လာတယ်နော် ရက်ွက်ရုံတိုင်ပေးမယ်လေငါတို့စီကိုဘာမှရက်ွက်ရုံက response ပြန်မလာဘူးပေါ့နော်ဒါကြောင့်မို့ဒီကောင်ကလမ်းမတော်မှာနေတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေလမ်းမတော်မှာရှိတဲ့သူတွေเนาะဒါသူ့ကိုသိတဲ့သူတွေသူ့ရုပ်ကိုငါပြီးလို့ရှိရင်ဗီဒီယိုဖိုင်တင်ပေးမယ်သူ့ရုပ်ကိုသိတဲ့သူတွေဆိုလို့ရှိရင်ငါ့ကိုဝိုင်းပြောမှ share ပေးပါအများသိအောင် share ပေးပါ तू ကငယ်သေးတယ်ဒီကောင်ကနည်းနည်းအသက်ကလေးအရင်ကြီးနေတယ်မပါသေးဘူးကွာသိလားငယ်သေးရဆိုတော့ तू social media တွေလည်းသုံးပါပဲเนาะ TikTok လည်းသုံးပါပဲ तू ဒီလိုနာဘူးကြတဲ့ကောင် TikTok လည်းသုံးပါပဲ website တွေလည်းသုံးပါပဲ Facebook တွေလည်းသုံးပါပဲဆိုတော့ဒါမဲ့လေအကုန်လုံးအများမြင်အောင်လို့ဒီဗီဒီယိုဖိုင်လို့ share ပေးပါပြီးလို့ရှိရင်သူ့ရဲ့ဗီဒီယိုအပြည့်အစုံတင်ပေးမယ် အခုပြင်တွေ့ရမှာဒါကတော့သူပထမတနေ့ကဒါခိုးသွားတဲ့ဒါမတန်းလေးပေါ့နော်ဒါသူမီးတွေလင်းနေတာတော့မှသူခိုးတယ်ဆိုတော့เนาะဒါနောက်တစ်ခုကတန်ဖိုးကြီးတာလည်းမဟုတ်ဘူးပေါ့ဗျာဒါဒီအတွင်းကနေပဲသူဘာဖြစ်လို့ခိုးတာလဲဘာရွေချက်နဲ့ခိုးတာလဲတော့နားမလဲဘူးဗျာဒါသူ့ရဲ့စိတ်ခံစားမှုစိတ်ဆန္ဒအရဆိုလို့ရှိရင်ဒီအတွင်းကဘာလုပ်လို့ရမှာလဲဗျာเนาะအခုဆိုရှင် online မှာကျွန်တော်ဒီ Telegram တွေပါတယ်မှာအများကြီးပဲဇက်ကားတွေလည်းအများကြီးကြည့်လို့ရတယ်ဒီဥစ္စာကြီးကဒါအထိပ္ပယ်လည်းမရှိဘူးဒါသူကဒါမဲ့လည်းသူ့မှာလည်းရွေချက်တစ်ခုဒါအကြံစီခုကောက်ခုရှိကောင်းရှိမယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူလည်းဒါနာမည်ကြီးလူသိများသွားပြီလို့ရှိရင်လည်းသူလည်းဒါအိတ်နေနဲ့ငွေဝင်နဲ့ဒါလိုင်းတိုင်းကဒီလိုလည်းရွေချက်ရှိရင်လည်းရှိမှာဗျာဒါမဲ့ဘာကြောက်လို့လဲတော့အကားကချင်းကိုယ်တိုင်ပဲသိမှာပေါ့အဲ့လိုပထမနေ့ကခိုးတဲ့ဥစ္စာလေးကိုเนาะကျွန်တော်နဲ့တူဒါစီ record လေးကြည့်လိုက်ရအောင်เนาะ ပထမကကျွန်မဒီဗီဒီယိုတင်ထားတယ်အခုဗီဒီယိုအပြည့်စုံမဟုတ်ဘူးเนาะဒါကပထမ ဖုန်းပြော လာခိုးတဲ့ဗီဒီယိုပေါ့နော်ဘယ်မှာခိုးတာလဲမေးလို့ထိုင်းမှာမဟုတ်ဘူးเนาะထိုင်းမှာမဟုတ်ဘူးရန်ကုန်မှာပါဒါရန်ကုန်မှာခိုးတာပါဒီအောက်လန်းနေပါညာ တကယ်ဝိုင်းတကယ် နေလောက်တာတော့နောက်မှာပေါ့နော်အဲ့ဒါတော့နောက်မှာအခုလက်တွေ့ CCTV မှာမြင်လိုက်ရတဲ့အတိုင်းကတော့ဒီစက်မနာတွေတော့ရှူပြီးတော့မှယူရတယ်တစ်ထည့်ကိုပြန်ထည့်သွားတယ် အဲ့သူဝက်ကိုလည်းဖြစ်နိုင်တချို့အဲ့လိုသဘောကျတယ်လေ CCTV ရပါတူတူတိတ်လှမ်းလားမလှမ်းလားအမှကြီးသူဖျဲရှာရတွေ့လားအင်ကြီးချားထဲမှာပဲကလေးတွေကလှမ်းတာပြီးတော့လှမ်းတဲ့အချိန်ကလည်းညဘက်ပဲလှမ်းတာပေါ့နော်ဒါပထမဆုံးချိန်လာခိုးတဲ့ဟာပေါ့နော်အမှကြနနာသူခိုးတယ်ပြီးလို့ရှိရင်လည်းသူကမျိုးတက်တော့ငါပြောရင်လည်းဘန်းအောင်ပဲဒီလားပြီးလို့ရှိရင်အမှသူ့ရဲ့မရှိရဲ့ဟိုနိုင်တခဲလေးကိုတော့မှသူကမှိတ်လိုက်ဖွင့်လိုက်လုပ်ပြီးအိမ်ရှိကပန်းအိုးတော့မှသူကတိခွပန်းဝါသေးတာဒီလားနော်မန္တလေးကတကူဆိုတာဟိုအိမ်ထဲဝင်ခိုးနေကောင်မလေးတွေအိမ်နေလို့သူကနိုင်တခဲကိုမှိတ်လိုက်ဖွင့်လိုက်လုပ်တာဒီကောင်ကကြတော့အမှတကားကြီးကိုကြည့်ရင်မှိတ်လိုက်ဖွင့်လိုက်လုပ်သွားတာအဲ့ဒါနောက်တစ်ခါ နိုင်တကယ်မှိတ်လိုက်ဖွင့်လိုက်ပြီးရောမတင်တော့အေးဘန်းတယ်ကျွန်တော်ထင်တော့ဒီကိုကသူအဲ့လိုပေါ့နော်ဒါမှမဟုတ်လို့ရှိရင်သူ့စိတ်ထဲကနှွက်တော့ဖြစ်နေသူအဲ့လိုမျိုးဥစ္စာတွေဝိတ်ကတဲ့သဘောကြောင့်သူကိုယ်တိုင်ဒီမျိုးသမီး drink ကနေတွားဝယ်လို့ရှိရင်မဝယ်ရဲလို့ပဲဒီလိုမျိုးလိုက်ယူတာလားတော့အကာအကရှိကိုယ်တိုင်မျက်တိပေါ့နော်โอเคကျွန်တော်ဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ရန်ကုန်မြို့မှာတွေ့လိုက်လို့ရှင်လဲဒါအထူးဆန်းနေပြီပေါ့နော်ဒါဆိုလို့ရှင်လဲအတွင်းကန်နေပဲခိုးတယ်တကူအခုကလည်းအခုခေတ်ကလည်းလူတွေကဟိုနည်းနည်းလောက်ဟိုအပြင်တနာတဲ့ခေတ်ပေါ့နော်ဒါပေမဲ့ဒီတကူကြတော့အတနာခံလားမခံလားတော့မသိပေါ့နော်တကူကဟိုပြောမှဆိုတကူတွေကလည်းတော်တော်လေးခေတ်စားတကူတွေတော့ပြန်တနာပြီးတော့အလူငွေတွေလူတဲ့ကျွန်တော်တို့ခေတ်ရောက်နေပြီဆိုတော့လေဒါကျွန်တော်လည်းမပြောတော့ပါဘူးနော်အဲ့တော့နောက်ဗီဒီယိုကြရင်နော်ပြန်တွေ့ကြမှာနော်โอเคအားလုံးကိုစင်လုံးအေဂျင်စီးပွားလက်လာပါများတိုးပွားကြပါစေခင်ဗျာအားလုံးကိုစင်လုံးအေဂျင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမှာနော်အားလုံးကြမှာဆက်ပါပါစေ